ကျွန်းတိတ်ကျေးရွာကထူးဆန်းတဲ့ဖျားပေါ်တဲ့ဖြစ်စဉ်အကြောင်းတင်ပြပြီးပြီလားကျွန်းတိတ်ကျေးရွာကလယ်ကွင်းတကွင်းထဲမှာဖျားပွင့်နေဆိုတဲ့သတင်းကြောင့်အနေနဲ့အရရက်ကလူတွေဟာလယ်ကွင်းထဲကရေတွေကိုရေမန်းကဆိုပြီးအလူရက်ခက်ယူနေကြတာပါဒါပေမဲ့တခုတော့သတိထားရပါမယ်လယ်ကွင်းထဲကရေတွေဟာစိုက်ပျိုးရေးသုံးပိုးသက်စေအကျွင်းကြံတွေနဲ့ယောဂပိုးမွှားတွေပါဝင်နေနိုင်တာကြောင့်ကျန်းမာရေးရှုထောင့်ကကြည့်ရင်ဒီရေတွေကိုတောက်သုံးမိရင်ဝမ်းပြက်ဝမ်းလျှောတာနဲ့တခြားအရေပြားယောဂတွေဖြစ်ပွားနိုင်တယ်လို့ကျန်းမာရေးပညာရှင်တွေကသတိပေးထားပါတယ်။လယ်ကွင်းအလယ်မှာမန်တပ်ထိုးပြီးဖျားဆင်းတုတော်ကိုပူဇော်ထားသလိုအလူငွေထည့်ဝင်နိုင်တဲ့နေရာတွေကိုလည်းစီစဉ်ထားတာတွေ့ရပါတယ်။ဒါအပြင်ဖျားအနီးတစ်ဝိုက်မှာအမျိုးသမီးမဝင်ရဆိုတဲ့ကန့်သက်ချက်တွေလည်းရှိနေပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတချို့ကလည်းယုံကြည်မှုကြောင့်လာရောက်ကြသလိုတချို့ကလည်းဝေဖန်မှုတွေရှိနေပါတယ်တင်ရောဘယ်လိုထင်တယ်လဲဒီလိုလယ်ကွင်းထဲကရေတွေကိုရေမန်းအဖြစ်သုံးစွဲတာကိုလက်ခံပါသလား